ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် Hub Plus Battery နဲ့ Verb 2ဘာကွာလဲဆိုတာလေးသင်ပေးပါမယ် Present Perfect Tense နဲ့ Past Tense ဘာကွာလဲပေါ့လေ Present Perfect Tense ကတော့အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စအခုချိန်ထိအကျိုးသက်ရောက်မှုရှိနေစေဆိုလို့ရှိရင်သုံးပါတယ် Past Tense ကိုကြတော့ Verb 2နဲ့ပြီးသွားခဲ့တဲ့အချိန်ကာလပြောမယ်ဆိုရင်အတိတ်ကာလတစ်ခုနဲ့တွဲပြီးတော့သုံးပါတယ်အဲ့တော့ဖြစ်စဉ်တစ်ခုတည်းမှာတင် present perfect tense နဲ့ကော past tense နဲ့ကောနှစ်ခုလုံးနဲ့သုံးလို့ရတဲ့အနေအထားတွေရှိပါတယ်ဒါပေမဲ့ကိုကဘယ်လိုမျိုးကိုပြောချင်တာလဲပြီးဆုံးသွားတာကိုပြောချင်တာလားဟိုမှာ work done ပြီးမြောက်သွားတာကိုပြောချင်တာလားဒါမှမဟုတ်လို့ရှိရင်အတိတ်ကာလမှာဖြစ်ခဲ့တာကိုပြောချင်တာလားအဲ့နှစ်ခုတွေကတစ်ခုကိုဆုံးဖြတ်ပြီးကိုယ့်ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်ဒါပေမဲ့သုံးလို့ရှိရင်တော့သူ့ရဲ့ pattern လေးမှန်ဖို့လိုပါတယ်အဲ့တော့အခြေအနေတစ်ခုမှာပဲကျွန်တော်တို့ present perfect နဲ့ past tense လေ့လာကြည့်ရအောင် I have lost my key ကျွန်တော်တော့ပျောက်သွားတယ်အဲ့တော့အခုပြောနေတဲ့အချိန်မှာတော့ပျောက်နေတယ်ပြောမယ်ဆိုရင်ရှာနေတုံးပဲ past tense ကတော့I lost my key last week လွန်ခဲ့တဲ့တစ်ပတ်ဆိုတဲ့ finish time တော့ပျောက်သွားပြီသူအခုတော့မှတော့ကိုအစ်စ်လဲကောင်းလဲထားနိုင်မယ်အတိတ်မှာဖြစ်ပြီးသွားပြီနောက်တစ်ခု Ben has gone home Ben အိမ်ပြန်သွားတယ်ပြောမယ်ဆိုရင်သူအခုဒီမှာမရှိဘူးပြန်သွားတယ် Ben went home 10 minutes ago ဒါပါလေ finish time past tense နဲ့ finish time နဲ့တွဲပြီးတော့သုံးတာပါအဲ့တော့ဘန်ကအင်ကိုလွန်ခဲ့တဲ့10မိနစ်ကပြန်သွားတယ်ဖြစ်စဉ်ကအတူတူပဲဒါပေမဲ့ပြောတဲ့ပုံမူတည်ပြီးတော့ကွာသွားတယ်နောက်တစ်ခု have you seen Kate အဲ့တော့ Kate ကိုမြင်လိုက်သေးလားအခုဘာမှလဲလို့မေးချင်တာเนาะနောက်တစ်ခုက did you see Kate on Saturday စနေနေ့တုန်းက Kate ကိုတွေ့လိုက်သေးလားဆိုတော့ဒါကဘာပြောချင်တာလဲ finish time နဲ့တွဲပြီးတော့ပြောတာပါဆိုတော့ပုံလေးနဲ့ကျွန်တော်ပြပါမယ်ဒီမှာအတိတ်ကာလဒီမှာလက်ရှိကာလအဲ့တော့ဒီ present perfect tense နဲ့ပြောမယ်ဆိုလို့ရှိရင်အတိတ်မှာတနေရာအတိတ်ကတနေရာမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုလက်ရှိချိန်ထိအကျိုးသက်ရောက်မှုရှိသေးတယ်အဲ့ဒီချိန်တွေကိုပြောရင်သုံးလို့ရတယ်past tense ကတော့ဒီမှာအတိတ်ဒီမှာလက်ရှိကာလအတိတ်ကာလကတနေရာမှာဖြစ်ခဲ့တယ်အခုလက်ရှိနဲ့မဆိုင်တော့ဒီသဘောတရားလေးကိုရမယ်ထင်ပါတယ်နောက်ထပ်မြင်သာတဲ့ဥပမာတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခန်းထဲမှာတက္ကမကြီးကိုပိတ်ထားတယ်ဆိုပါတော့ I have closed the door အဲ့တော့တကားကိုပိတ်ထားတယ်လက်ရှိတကားကအခန်းတကားကပိတ်ထားတဲ့အခြေအနေမှာပဲရှိသေးတယ်เนาะဒါမှမဟုတ်လို့ရှိရင်ကျွန်တော်အဲ့လိုမဟုတ်ဘူး I closed the door 10 minutes agoလွန်ခဲ့တဲ့10မိနစ်ကငါတကားကိုပိတ်ခဲ့တယ်အဲ့တော့ဘယ်လိုအခြေအနေမှာဘယ်လိုသုံးမလဲကိုပြောချင်တဲ့ပုံမူတည်ပြီးတော့ဒီ pattern တစ်ခုကိုသုံးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်